Hello 大家好ဒီနေ့ကတော့ပုံမှန်အတိုင်းကြောင်းသွားတဲ့ vlog လေးပဲဖြစ်ပါတယ်ဒီနေ့ကကြာတာပရင်းနေ့ဆိုတော့ကျမတို့ level 5တန်းကလူတွေကအကုန်လုံး uniform ဝတ်ရပါတယ်အတန်းနဲ့ရောက်တော့ လောက်ရှိတွေကပုံမှန်အတိုင်းစာမေးပါတယ်အဲ့ဒီအချိန်မှာကိုကတော့အချိန်ကိုကြိုးချစွာသုံးချပြီးတော့အင်စာရအများကြီးရေးလိုက်ပါတယ်ဒါတွေကကျမရေးထားတဲ့ကြော့ရဲတွေလက်ရင်မလားလို့စာစစ်ပေးတဲ့လောက်ရှိတွေတော့အားနာမိပါတယ်အတန်းစင်းတော့ပိတ်ရက်မှာစားဖို့အတွက်ဟင်းဟင်းရွက်တွေတောက်ဝဲပါမယ်။လမ်းစင်းမှာကဟင်းဟင်းရွက်တွေအရန်ဆုံးတော့အဲ့ဒီဈေးတွေကိုပဲသွားဖြစ်နေတယ်။ဒီလဲလမ်းစင်းမှာတော့အများအားလူရှုပ်နေရပဲ။အကုန်လုံးကဈေးတွေနဲ့တန်းတက်တဲ့လူငယ်တွေကြီးပဲ။ကျမလည်းလိုချင်တဲ့အတီးရွက်တွေဝယ်ပါတယ်။ဒီနေ့မှုညင်ခါတွေးလို့လည်းမှုညင်ခါလေးလည်းဝယ်လိုက်ပါသေးတယ်။အဲ့ဒီမှာအတီးတွေကစုံလင်နေရောဒါပေမဲ့အတီးတွေကဈေးရမ်းကြီးတယ်။အိမ်အတွက်လိုအပ်တဲ့ပစွန်ချောင်းနဲ့ငါ6လေးလည်းဝယ်လိုက်ပါသေးတယ်။အိမ်အတွက်ဘာသားဝယ်ရမှမတိရနဲ့ဝက်သားပဲဝယ်ခဲ့မိတယ်။အိမ်ပြန်ရောက်လို့သတင်းကြီးမှာဝက်တုတ်ကွေးတွေဖြစ်နေတယ်ဆိုတဲ့သတင်းတွေးလို့ဝယ်ခဲ့မိတာနောင်တရမိတယ်။ပြီးတော့တခွားဒီနဲ့တင်မော်ဒီမဲ့လေးလည်းဝယ်လိုက်ပါသေးတယ်။ပြီးတော့စာဖြဲမစားရတာတော်တော်ကြာနေပြီမို့လို့ဒီဆိုင်မှာစာဖြဲလေးရလို့လည်းစာဖြဲလည်းဝယ်ခဲ့ပါသေးတယ်။ရန်ကုန်ရောက်ခရဲနဲ့ဖူပန်နာကနေဓာမောက်တွေအမြဲတမ်းမှစားတိုင်းကုတ်ကလေးနဲ့ဘယ်တော့မှမကိုက်ဘူး။အဲ့မှာအိမ်နာကဓာမောက်ဆိုင်လေးတွေးလို့ဝယ်စားကြည့်တာကုတ်ကလေးနဲ့တော်တော်လေးနဲ့မှကိုက်နေတယ်။အိမ်သားလုံးလည်းကြိုက်ကြတယ်တဲ့အဲ့ဒါကြောင့်ဒီနေ့ထပ်ပြီးပြန်လာဝယ်တာ။အိမ်ရောက်တော့ဘိုက်ဆဆာနဲ့စာဖြဲရောဓာမောက်တွေရောတင်မော်ဒီတွေရောအကုန်လုံးစားလိုက်ပါတယ်။ဒီတင်မော်ဒီမဲကတလုံး3000ပေးခဲ့ရတယ်။ကျမတို့ကချင်ပြည်နယ်မှာဒါဆိုရင်တော့တင်မော်ဒီပင်ရှိတဲ့အိမ်တိုင်းမှာတောက်ခုလိုက်လို့ရတယ်။ဘယ်သူမှလည်းမယောင်းကြဘူး။အမေနဲ့ဖုန်းပြောလို့သူ့တီးပင်တွေဘလောက်ကြီးချောင်းပြောတိုင်းကိုကအရန်ပြန်ချင်နေတာဒါပေမဲ့လည်းပြန်ဖို့ကအဆင်မပြေဘူးလေ။ကဲဒီနေ့ကတော့ဒီလောက်ပါပဲ။ဘိုင်ဘိုင်大家